ချစ်တာတော့ဘာလို့ညာလို့ဆိုတာငယ်ငယ်တည်းကလည်းသိစိတ်မှန်သွားတယ် ဘာလူပြိုကြီးလား မဟုတ်ဘူး ကျွန်တော်ဘာသိမှမဒီအဲ့စိတ်လေးကို ပြောမှာတေးလေးပေးရင် Hello guys ကျွန်တော်ဝန်နာပါကျွန်တော်အခုရောက်ရှိနေတာကတော့မဟာဗန္ဓုလပန်းချံရောက်ရှိနေတာဖြစ်ပါတယ်ဒီနေ့မှာဆိုရင်ချစ်ချင်းရဲ့တင်ကြီးတင်ချလို့ဆိုရင်1500ဆိုတာဘာလဲချစ်ချင်းရဲ့တင်ကြီး1500ဆိုတာဒီရန်ဖြစ်တဲ့အချိန်ကြီးအတွက်1500ကိုပြောရလားဒါမှမဟုတ်အာဝါဟဝိဝါဟပြုလုပ်တဲ့အချိန်ကြီးဘဝတစ်လျှောက်လုံးအချိန်ကြီးအတွက်1500ကိုပြောရလားဆိုတာကိုကျွန်တော်သိချင်တယ်အဲ့တော့ကျွန်တော် live မေးကြည့်မှာဖြစ်ပါတယ်လူကြီးမင်းတို့အနေနဲ့ရောဘယ်လိုမျိုးထင်လဲလူကြီးမင်းတို့ရောသိချင်နေပြီလား Let's go ဒီနေ့တစ်ခုတော့မေးချင်လို့တင်ချလို့ချစ်ချင်းရဲ့တင်ကြီးတာ1500ဘာကိုပြောရလဲမသိဘူး ထောက်နာဆိုတာစစ်စစ်မြတ်တာတွေရောဉာဏ်ဖြစ်တာတွေရောပေါင်းထားတဲ့ဟာလို့ထင်ပါတယ် နှစ်ခုပေါင်း1500ဟုတ်ကျေးဇူးပါနော်ကိုကျေးဇူးပါကျွန်တော်ကလည်းအခုမိသားလို့ဆောင်1500လေးပေးခြင်းလို့ပါအထိုင်ပဲနော်ဟုတ်တင်ချလို့ချစ်ချင်းရဲ့တင်ကြီးတာ1500ဆိုတာဘာလဲသိလားထင်မြင်ချက်တစ်ခုလောက်ပေးပါလားဒီရန်ပြတဲ့အချိန်ကြီး1500လားဒါမှမဟုတ်ဒီချစ်တင်းနှောပြီးတော့အဝါဟဝိဘာပြုလုပ်တဲ့အချိန်ကြီး1500လားဘယ်လိုထင်လဲဗျ တန်ဖြစ်တဲ့အချိန်ထောင်မှာပေါ့ ရှင်ပြတဲ့အချိန်1500ဟုတ်ချစ်ချင်းရဲ့တင်ကြီးတာတင်ချလို့ဆို1500အဲ့ဒါကဒီရှန်ပြတဲ့အချိန်ကြီးတော့1500လားဒါမှမဟုတ်နှစ်ယောက်သားဘဝတစ်လျှောက်လုံးအဝါဟဝိဘာပြုလုပ်တဲ့အချိန်ကြီး1500လားဘာလို့ထင်လဲ ရန်ဖြစ်တဲ့ချိန်1500လို့ထင်တယ် ရှန်ပြတဲ့အချိန်ဘာလို့ထင်တာရန်ပဲဖြစ်နေလို့ ဘာလို့ဆိုရှင်းဆုံးယူသားဖြစ်လာရင်ရန်တော့ဖြစ်မှာပဲကွာအဲ့ဒါကြောင့်ရန်တော့1500မဟုတ်ဘူးအဲ့ဒါလည်းပုံနိုင်နေကွာ ပို့2000ရွာဖြစ်ရင်ဖြစ်ပါပါဒီချစ်တင်တော့ရဲ့အကျကြီး1500မဟုတ်ဘောအဲ့လိုမထင်ဘူး ဟုတ်မထင်ဘူး ကျန်ပြတဲ့အကျကြီး1500 Okay အဲ့ဆိုရင်ဘေရောက်အဲ့ဆို ပြောမှာ တေးလေးပေးရင် စားပြီကွာ ချာလို့1500ဆိုတာဒီရန်ပြတဲ့အကျကြီးအတွက်1500လားဒါမှမဟုတ်ဘဝတစ်လျှောက်လုံးအဝါဟဝိဝါဟပြုလုပ်တဲ့အကျကြီး1500လားဘယ်လိုထင်လဲဗျ တန်ဖြစ်တဲ့အချိန်ပဲထား ကျွန်တော်အဝါပြီးမှလုပ်တဲ့အချိန်ပဲ မှန်ပါပါအဲ့ဒါပဲနော်ဒီတခြားထင်မြင်ချက်လေးရောရှိလားဒီ1500မှာ အဲ့ဟာပဲကျွန်တော်ဘာသိမှမဒီအဲ့စိတ်လေးကို ကျေးဇူးပါတော့ကို ဟုတ်ကျေးဇူးပါ ကျွန်တော်ကအခုနဲ့အမကိုဒီချစ်ချင်းရဲ့မေတ္တာတင်ကြီးတာ1500လေးပေးခဲ့ခြင်းလို့ပါကျေးဇူးပါ ဟုတ်ကျေးဇူးပါ ကျေးဇူးပါနော်အမဟုတ်ကဲ့တခုတော့မေးခြင်းလို့လေးလေး အဲ့ပြော ချစ်ချင်းရဲ့တင်ကြီးတာ1500ဆိုတာလေဘာကိုညှိုးမိပြောထားတယ်တိလားလေးလေး ဘာလဲသိဘူးကွာအဲ့ဒါတွေ ဒီ ဟုတ်ဘာလဲဒီချစ်တာတော့ဘာလို့ညာလို့ဆိုတာငယ်ငယ်တည်းကလည်းသိစိတ်မှန်သွားတယ် ဘာလူပြိုကြီးလား မဟုတ်ဘူး မဟုတ် ငါဘာမီးနှစ်ယောက် မီးနေအောင် သူတို့ဘောလုံးလာတော့ဒီက4ယောက်ရှိတယ် ဟုတ် ဟိုနိုင်ငံညာမှာ2ယောက်ရှိတယ် ဟုတ် ဒီမှာ2ယောက်ရှိတယ်ဒါပေမဲ့အဲ့ဒါတွေကြတော့ဘာဘာတို့ကသိမလေးလာခဲ့ဘူးပေါ့ကွာဘာဘာတို့ကအဓိကဘောလုံးကန်တာပဲဒီကထားတယ်အဲ့ဒါကြောင့် ဟုတ်1500ရဲ့အသေးပဲမသိဘူးဒါပေမဲ့မြည်ရနေပြီ ဒီတို့ဒီချင်းတင်ကြီးတာ1500ဆိုတာဒီရန်ဖြစ်တဲ့အချိန်ကြီးတော့1500လားဒါမှမဟုတ်ဘဝတစ်လျှောက်လုံးအဝါဟဝိဝါဟပြုလုပ်တဲ့အချိန်ကြီးတော့1500လားဘာဘယ်လိုထင်လဲ အမထင်တာတော့လေ ဟုတ် ဥပမာဒီမိဘအချစ်မေတ္တာသာသမီအချစ်ပြီးမိဘအချစ်စသဖြင့်ပေါ့ ဟုတ် ဒါတွေက928လားမသိဘူးထင်တယ် ဟုတ် အဲ့လိုမျိုးပြောတာတော့ကြားဘူးတယ်1500ကျတော့ကိလေသာအချစ်ပေါ့ကိလေသာဆိုတာဆွဲလန်းနေပေါ့ဆွဲလန်းမှုရှိတာပေါ့လေ ဟုတ် အဲ့လိုမျိုးအချစ်ပေါ့နော်အဲ့တော့1500အချစ်ကမတန်းစင်မှုပေါ့928ကတော့တန်းစင်တဲ့ချစ်ချင်းမေတ္တာတရားပေါ့ ဟုတ် ဟလာသာသမီနဲ့မိဘနဲ့ချစ်တာမိဘသာသမီချစ်တာသာသမီကမိဘကိုချစ်တာအဲ့လိုမျိုးလေးတွေတော့ကြားဘူးတာပေါ့လေ ဟုတ်ပါဟုတ်ကျေးဇူးပါနော်ဘာလို့ဖြစ်ပြီးတော့ဘာ1500မသိဘူးဆိုဒါကဘာကို1500တိအောင်1500ပေးခဲ့ပဲ ကျေးဇူးပဲ လက်ခံပြီးပါဦးဘာမီးလေးကိုပေးခဲ့တယ်1500ကျေးဇူးနော်ဘာကျေးဇူးပါဗျ ဟုတ်ပြီဗျာဟုတ်ပြီ 1500ဆိုတာဒီရန်ပြတဲ့အချိန်ကြီးအတွက်1500လားဒါမှမဟုတ်ချစ်သူနှစ်ဦးအဝါဟဝိဝါဟပြုလုပ်တဲ့အချိန်ကြီးအတွက်1500လားဘယ်လိုထင်လဲကို အဝါဘူးဟာပဲတင်ပါတယ်တော့ အမြဲချစ်နေပါဗော တော်တော်ပါဟုတ် အမြဲချစ်နေပါ ဟုတ်
ရံမဖြစ်ဘူးလား ဖြစ်ပါတယ်ရန်အောင်ကျွန်တော်တို့ ရံဖြစ်တယ်ကျွန်တော်အခုဒီအချစ်ရဲ့တင်ကြီးတာ1500လေးပေးခြင်းလို့အခုလက်ခံပေးပါအောင် ဟောကျေးဇူးပါ ကျေးဇူးပါနော်အခု